မင်္ဂလာပါရှင်ဒီနေ့တော့အိမ်မှာ chicken stick kebab လေးလို့ချစ်တူနီးနီးလာပြီးမျှဝေပေးတာဖြစ်ပါတယ်ရှင်ရဟန်းဝန်စားကောင်းလို့ချစ်တူလေးအိမ်မှာလှူစားခြင်းနဲ့ဆိုရင်တော့ဗီဒီယိုဆုံးအောင်ကြည့်ပြကြပါဦးနော်အရင်ဆုံးအာလူ3လုံးကိုပြုတ်ပြီးတော့ကိုလိုမျိုးလေးခြေထားလိုက်ပါတယ်ရှင်ဒီမှာလည်းကြက်ဥကိုလည်းနှလုံးပြုတ်ထားပါတယ်ကြက်ဥကိုတော့အတုံးလေးတွေတုံးပြီးတော့ထည့်ပါတယ်ရှင်ဒါကြက်ဥပြုတ်နှလုံးထည့်ပါတယ်ချက်သားကိုလည်းစားချင်းချက်သွင်းမျိုးညောကောင်းလေးထည့်ပြီးတော့ပြုတ်ပြီးတော့ခုလိုမျိုးလေးချက်မြင်လေးမြင်ပြီးတော့ထည့်လိုက်ပါတယ်ရှင်ဒါကတော့ဥနီယူရီးယားဥနီတစ်လုံးချစ်ပြီးတော့ထည့်ပါတယ်ပူစီနံကိုပပလေးပြီးထည့်လိုက်ပါတယ်ရှင်ယူသီးစင်းလေးပပလေးပြီးထည့်လိုက်ပါတယ်စားထည့်ပါတယ်ဟင်းခတ်မုံထည့်ပါတယ်ရှင်ဒါကတော့ဇီရာမုံပါယောဂမုံလေးထည့်ပါတယ်ပြီးတော့သူတို့တေချာလေးတမအောင်နေပေးလိုက်ပါတယ်ရှင်ကဲဒါတော့ chicken stick kebab လို့ရသွားပါပြီသူ့ဒီပလိုပြီးကြော်ဖို့အတွက်ကိုကြက်ဥနှလုံးကိုစားနဲ့ရုပ်ကောင်းလေးထည့်ပြီးခလောက်ထားလိုက်ပါတယ်ပျော်ကွေမုတ်ကျော်အချိုးမပါတယ်မုတ်ကျော်ပါမုတ်ကျော်အချောင်းလေးတွေကိုအမုံကျိတ်ထားလိုက်ပါတယ်ရှင်ပြီးရင်တော့ခုနကနေထားတဲ့ကြက်သားနဲ့အာလူနဲ့ကိုတေချာလေးကိုလိုမျိုးအလုံးလေးတွေရှည်ရှည်လေးတွေလုပ်လိုက်ပါတယ်ပြီးရင်တော့အရင်ဆုံးအမုံနဲ့ကပ်ပါတယ်ရှင်အမုံနဲ့ကပ်ပြီးရင်တော့ကြက်ဥနဲ့နှစ်ပါတယ်ကြက်ဥနဲ့နှစ်ပြီးရင်တော့ပြန်ပြီးအမုံနဲ့ကိုထည့်ပြီးတော့ပြန်ကပ်ပါတယ်ရှင်အမုံနဲ့ကပ်တဲ့အချိန်မှာရောကြက်ဥနဲ့နှစ်တဲ့အချိန်မှာရောတေးသေးချာချာလေးကိုနှစ်ပေးရပါတယ်နှမို့လို့ရှိရင်အထဲမှာကြက်ဥကလည်းပါတဲ့အတွက်ကိုပေါက်ပြီးတော့ကြော်တဲ့အချိန်မှာပေါက်ထွက်တတ်ပါတယ်ရှင်ခုလိုမျိုးလေးတွေပါမင်းကတော့မနဲ့ကြော်မယ်ဆိုရင်တော့ညရက်ကလုပ်ပြီးတော့ရေကေတက်တာတွေကိုထည့်ထားလိုက်ပါတယ်ရှင်သူကလိုပဲအချိန်ကနည်းနည်းလေးအချိန်ပေးရတဲ့အတွက်ကိုကြိုပြီးတော့လုပ်ထားလိုက်ပါတယ်ကြော်ကန်ကြီးကြရင်အစင်သစ်လေးရသွားတာပေါ့ရှင်အလိုမျိုးလေးတွေပဲအလုံးလေးတွေလုပ်ပြီးတော့ဒီကတက်ရတယ်မှာဘူးလေးနဲ့ထည့်ပြီးတော့တင်ထားလိုက်ပါတယ်ရှင်ဒီနေ့လေးရဆိုရင်တော့အမနီနီမိုမိုရဲ့နီနီမိုရဲ့နီးလေးဖြစ်ပါတယ်ရှင်အမနီနီမိုကတော့မရှိတော့ပါဘူးအမနီနီမိုကိုလည်းအလားရှင်မဲ့တခင်ဂျန်နဲ့နစီပေးပါစေလို့သူကလုပ်ပေးပါတယ်ရှင်အမနီနီမိုစီကနီးတည်ပြီးတဲ့ကအိမ်မှာအမြဲလှုပ်ရှားနေတာရမဇန်လဆိုလဲဝါပြေတော့ကိုအမြဲတမ်းလုပ်နေကြမို့အားလုံးကလေးလူကြီးအကြိုက်ဖြစ်ပါတယ်ရှင်ပြီးရင်တော့အခုလိုမျိုးလေးစီဘူးလေးထဲမှာရဲလာအောင်ကြော်ပေးလိုက်ပါတယ်ရှင်သူကတော့ဒီတိုင်းလေးပဲစားခြင်းလည်းရတယ်လို့ထမင်းပူပူလေးနဲ့လည်းစားရင်အရန်ကောင်းပါတယ်အိမ်မှာပင်အချိုလေးနဲ့ဆိုလည်းအရန်လိုက်ပါတယ်ရှင်ကဲခုဆိုရင်တော့ chicken stick kebab လေးရသွားပါပြီဒီတို့လေးအိမ်မှာလှူစားကြပြီလို့ရှိရင်မင်းရောကမတ်မှာဘလို့ရတာလေးရှားလေးဆိုတာကိုလည်းပြန်ပြောပေးကြပါဦးနော်မင်းရောမြင်နဲ့အားပေးတဲ့သူတိုင်းကျေးဇူးအများကြီးတင်ပါတယ်နောက်လည်းအင်ချန်နီမလို့နေလေးတွေအသစ်ဆန်းလေးတွေအမြဲတမ်းတင်ပေးမှာမို့မင်းရဲ့အကောင့်ကိုလက်ခံ follow လေးလုပ်ထားပေးကြပါအောင်ရှင်ကျေးဇူးအများကြီးတင်ပါတယ်